မင်္ဂလာပါတကြံဆိုရင်ရွာမှာတင်မျိုးတကြံစားတွေလိုက်စားရတာအမောပေါ့နော်အရင်တတိယလို့လှုပ်စားဖြစ်ပါတယ်ခင်ဗျာသူရဲ့လှုပ်စားနေခက်ကြတော့အများကြီးမလို့ပါဘူးနော်ငါ6လေးနဲ့တရက်တီးရအောင်နော်ငါ6ခက်ကြတော့အသားများလေးငါ6လေးဆိုပိုကောင်းတယ်ပေါ့နော်သူ့ကိုဒီလိုမျိုးရည်စုပွားလေးစုအောင်စနင်းလေးထည့်ပြီးတော့ချက်အောင်ကြလေးပြုတ်ပြီးပေါ့နော်ပြီးရင်တရက်တီကိုတမျိုးချက်ထားပြပါတော့ကိုစားမဲ့ပမာဏအချိန်မျိုးချက်ပေါ့နော်ပြီးဆိုရင်ချက်သွန်ကို4-5 10လုံးလာပေါ့နော်4စိတ်ပြီးတော့အမွှာလေးတွေခွဲထားပေးလိုက်ပေါ့နော်ပြီးဆိုရင်သူ့ကိုစတင်ကြော်လို့ရပါလေခင်ဗျာအရန်ကိုလည်းစားကောင်းတယ်ထမင်းနဲ့မိတ်နေပေါ့နော်မြူလို့ရွာမှာဆိုရင်ဒါအရန်ဟိုမှာစားဖြစ်တယ်ပေါ့နော်တချို့လူဆိုရင်စားမတက်ကြပေါ့နော်ပြီးဆိုရင်ဒီမျိုးငါ6လေးရပြီဆိုအနက်ကိုမြူတို့ကအေးလေးခံပြီးတော့အယူမြင့်ထားရမယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကိုကြိုက်တဲ့ငါ6တုံးရနော်အယူများငါ6ဆိုမတုံးပါနဲ့လောက်ရတဲ့လက်ဝင်တယ်ပေါ့နော်သူ့ကိုတကယ်လို့လုတ်ပြီးဆိုရင်သူ့ကိုညညက်လေးထောင်းပေးရတယ်နော်ပြီးရင်အယူလေးဖယ်ပေးပေါ့နော်အရန်ကိုစားကောင်းတယ်နော်လှုပ်ဆန်ကျင်တော့လုံးဝကိုမခက်ဘူးနော်ပြီးဆိုရင်အဲ့ဒီအသားမှုန့်လေးချုပ်မှုန့်လေးခက်ကြတော့ကိုတက်တီမှနေလိုက်ရတယ်ငါးမှနေလို့လည်းရတယ်ဒါမှမဟုတ်ဆိုရင်ကြော်ရင်လည်းနေလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာခက်တော့မျိုးပြောချင်တာကစားကိုမထည့်နဲ့ပေါ့နော်ပြီးဆိုရင်မျိုးလို့ကစက်တုံကိုအရင်ဆုံးစီတက်လိုက်မယ်စက်တုံမကြက်ချိန်မှာမျိုးလို့တက်တီလည်းထည့်လို့ရတယ်ငါ6လို့ထည့်လို့ရပါတော့ကြားထားကိုအရင်ထည့်လို့ရနော်မျိုးခက်ကြတော့တက်တီကိုထည့်တယ်ပြီးဆိုရင်အယောင်လှရအောင်လို့ပေါ့နော်ပေးစီလေးနည်းနည်းထည့်မယ်ချက်သွန်လေးဒီတရက်တီလေးနောင်းဆိုတော့ခုနထောင်းထားတဲ့ငါ6လေးကိုထည့်မယ်နော်အရန်ကိုလိုရနော်လှုပ်စားကြည့်နော်တချို့လူကလည်းတီးလဲတချို့လူကလည်းမတီးဘူးနော်ဒီလိုရွာမှာဆုံးတော့ဒါတော့တကြံစာလို့ခေါ်တယ်နော်ပြီးဆိုရင်ခီးစီလေးထည့်လိုက်ပေါ့နော်အဲ့ဒါခါကျတော့ကိုအစင်တူလို့နော်ဒါပေမဲ့စားတော့မထည့်နိုင်ပါဘူးဆိုတော့ငါ6မှတူကညံ့နေပြီးသားဖြစ်လို့ပေါ့နော်ကဲဒီလိုမျိုးကြော်ပြီးဆိုရတဲ့ကိုဒီအားလုံးနှုံးကုန်ဆိုရတဲ့မျိုးတို့မှဆိုရင်မချီမဖြစ်နှမ်းလေးထည့်ရတယ်ပေါ့နော်တချို့လူတွေခါကျတော့မထည့်ကြဘူးနှမ်းလေးထည့်ပြီးတော့စားကြည့်ပေါ့နော်အရမ်းမှမှုပြီးတော့အရမ်းမှစားကောင်းတယ်ခင်ဗျအရမ်းနဲ့မှုပြီးတော့ရွာပဲတီးရတယ်ပေါ့နော်သူ့ကိုစားမယ်ဆိုရင်ဖျောင်းရည်မပါမပြီးပေါ့နော်ဖျောင်းရင်ခဲကြတော့ကိုအဖုံးပိတ်ရတဲ့ဘူးမှဖြစ်တယ်မျိုးကတက်မှဖြစ်ပေါ့နော်ရည်လေး3မှတ်တလောက်ထည့်မယ်ပြီးဆိုရင်တန်ပကံလေးမှာမိဂရီ3မိဂရီထည့်ပြီးဒီမျိုးဖျောင်းလေးထည့်ပေးလိုက်ပေါ့နော်ပြီးဆိုရင်သူအောက်ထားပေးလိုက်လုံးဝမဖွေနဲ့ပေါ့နော်အဲ့ဒီဖျောင်းနဲ့မှုရနဲ့ရမ်းကိုစားလို့ကောင်းတယ်ထမင်းခလက်ကြတော့မျိုးတို့ကထမင်းကိုပြုတ်ဝင်ပေါ့နော်တအားရပြမကြည့်တယ်ပေါ့နော်ထမင်းပြုတ်ပေါ့နော်ပြောမယ်ဆိုထမင်းပြုတ်ပဲထမင်းပြုတ်ဆိုတာနဲ့မျိုးတို့ရေနဲ့အထက်ခါဆေးပေါ့နော်ဟိုထမင်းရေစင်တွားရအောင်ပြီးဆိုရင်ထမင်းမှာရေခဲလေးကိုစိန်ပြီးတော့အမျိုးရေခဲစိန်လေးပေါ့နော်စားတော့အရမ်းကိုကောင်းတယ်ပေါ့နော်လှုပ်စားကျင်တော့လွယ်တဲ့လွယ်ကူလဲစားလဲစားကောင်းတယ်ပေါ့နော်ခုနမျိုးဖျောင်းလုပ်ထားတဲ့ဟာကိုမိကွက်ကိုထုတ်ပြီးရနဲ့ဟိုထမင်းပြုတ်လေးမှာရည်လေးထည့်ပြီးတော့အေးဒီငါ6ကျုပ်လေးနဲ့စားလို့ကောင်းပေါ့နော်ရွာမှာဆိုရင်တကြံချင်းဆိုစားလဲတကယ်လို့တကြံမဟုတ်ဆိုရင်တွားဝက်ဆိုင်တအားစီချီရဲ့သူကလေးငါ6လို့လည်းလုပ်လို့ရလဲပစုံကြောင်းလည်းလုပ်လို့ရပါတော့ပြီးတော့ငှုတ်တီတောက်ကိုလှော်ပြီးတော့ငှုတ်တီလေးကိုက်ပြီးတော့စားကြည့်ပါတော့တကယ်ကိုစားကောင်းတယ်ကဲဒီဗီဒီယိုလေးကြိုက်လို့ဆိုရင်မျိုးကို share ပေးတော့ပါတော့ပြီးအသေးလေးပေးတော့ပေးပါ comment မှာတစ်ခုရေးတော့ပေးပါခင်ဗျာဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးလို့အားလုံးကြိုတင်ပါလဲလှုပ်ရှားကျင်တော့အရင်ကမှစားကောင်းတယ်ကဲအားလုံးဘိုင်ဘိုင်